အားလုံးမင်္ဂလာပါဆိုတော့ AC ထိန်ချုံကိုရောက်နေပါတယ်ထိန်ချုံဆိုတာကတရုတ်ပြည်မြန်မာနိုင်ငံနေဆက်မြို့ပေါ့နော်ဆိုတော့ဒီနေ့ AC first day in ထိန်ချုံပေါ့နော် AC ကိုပန်းပွဲတော်ခေါ်ပတ်မယ်လို့ပြောတယ်သူတို့နောက်လိုက်မယ် patient video လေးတွေရိုက်ပြီးတော့ AC တင်ပေးသွားမယ် bye 8x8 36 0 waste 3 on 3 my type of date all this stuff I might be late all this stuff I 8x8 ခုပဲစတင်ချက်ခွာပါတော့မရှင် okay ဒါလေးကပန်းပွဲတော်ရဲ့အဝင်ပေါက်ပေါ့နော်ပန်းတွေကတော့အများကြီးပါပဲရှင်ရောင်စုံမျိုးစုံတနေရာလေးမှာပဲအပင်တွေရောပန်းတွေရောအများကြီးကိုကြည့်ခဲ့ရပါတယ်ဒီဆိုင်လေးဆိုရမ်းလာပါတယ်ပန်းပင်တွေလည်းရမ်းဆောင်ပါတယ်ဟိုးအပေါ်မှာချိတ်ထားတဲ့ကြောင်မီးလိုလိုနဲ့ပန်းပင်ရဲ့စီတခါမှမဝင်ဘူးပေါ့နော်ဒါလေးဆိုသူတို့ရဲ့ handmade ဆိုင်လေးပေါ့နော်ဘေးမှာလည်း handmade ဆိုင်မျိုးစုံရှိပါတယ်ဒါမဲ့ဒီဆိုင်လေးကချက်ကိုချောလေးရောင်းနေအောင်မလို့အစီဝင်ရိုက်ခဲ့ပါတယ်ဒါလေးက spit တီးပါတယ်နော်ခုလိုပဲအပင်ကိုကပ်ပြီးတီးတဲ့ spit တီးပါတယ်ဒါလေးကတော့ချင်းတို့ကတီးပါဒီနေ့တရက်တွေ AC လက်သေးလောက်ထားပါတယ်အိမ်ရောက်လို့ဂီတာမင်တော့ခွာပြရမှာပါ AC တို့ရဲ့ straight for the show ကိုရိုက်ထားပါတယ်ဒါလေးရတော့သူတို့ရဲ့ street food တွေမှာ AC အကြိုက်ဆုံးအလူဖုတ်လေးပါတင်ချုံမျိုးရဲ့အတူတူကတော့ still fucking cold ပါဆိုတော့ဒီနေ့တော့ပန်းပွဲတော် vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်